Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ PMK Crafter ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ဒီနေ့မှာတော့ကျွန်တော် mod ခုနဲ့ထည့်ဆော့ထားပါတော့ mod ခုထည့်ဆော့ထားရပါတော့အဲ့ဒီ mod လေးကတော့ကျွန်တော်နက်ပြည်ကိုတော့မှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော် Ether Dimension ဆိုပြီးလူသိများတယ်ကျွန်တော်တို့အဲ့ဒီနေရာကိုသွားမှာပေါ့နော်ကျွန်တော်နက်ပြည်လို့လည်းလူအများသိကြတယ်ကျွန်တော်အဲ့ဒီ Ether Dimension ကိုကျွန်တော်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်အဲ့ Ether Dimension မှာဆိုရှင် Nandori လည်းရှိမယ်ကျွန်တော်အဲ့မှာအရန်လှတဲ့နေရာတွေလည်းအများကြီးပဲရှိပါတယ်ခင်ဗျာနောက်ပြီးတော့ကိုမမြင်ဘူးတဲ့အကောင်လေးကျွန်တော်ပြိုင်းငှက်တို့ပုံစံအကောင်လေးဟိုပါလို့ငကားလို့ပါလို့အကောင်လေးရှိတတ်ပါတယ်အဲဆိုရှင်ဒီဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်ဗျကျွန်တော်နောက်ဆုံးတော့ game နဲ့ရောက်လာခဲ့ဒီမှာ chest တစ်ခုလည်းရှိတယ်နောက်ပြီးကျွန်တော်တို့က Ether Dimension နဲ့ပတ်သက်တဲ့စာအုပ်လေးလည်းရှိပါတယ်ကျွန်တော်ပြthe south ပေါ့နော်ကဲကျွန်တော်အားလေးပြန်ထားလိုက်ဆိုလို့ရှိရင်ကျွန်တော်ဒီဟာထဲမှာဟိုဒါကြတော့ Ether Dimension ကိုတွားဖို့အတွက်ကျွန်တော်တို့ portal ဆောက်ဖို့အတွက် glowstone တွေရယ် water bucket တွေဒီမှာဒီ armor တွေလည်းပေးထားတယ်နောက်ပြီးတော့ဒီပစ္စည်းတွေဒီမှာလက်နက်တွေလည်းပေးထားတယ်ပေါ့နော်ဒီမှာ block တွေလည်းအများကြီးရှိတယ်အဲ့ block တွေကဘာလို့မို့လဲဆိုတော့ကျွန်တော်ပြတာအဲ့ block တွေကဘာလို့မို့လဲဆိုတော့ကျွန်တော် Ether Dimension မှာကျွန်တော်ကျွန်းလိုပုံစံမျိုးပေါ့နော်တစ်ဖက်နဲ့တစ်ဖက်ကိုတွားလို့ရှိရင် block တွေလိုတယ်ပေါ့နော်အဲ့လိုမျိုးအချိန်ကြာလို့ရှိရင်ကျွန်တော် block တွေနဲ့တွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ကြောင့်မလို့ block တွေကိုကျွန်တော် shoot ထည့်ပေးထားတာပေါ့နော်ကဲဆိုရှင်ကျွန်တော်ဒီပစ္စည်းလေးတွေကိုယူလိုက်တော့မယ်နော်ဒီမှာထိုးတန်လေးတွေတမျိုးပဲနော်ကျွန်တော်မိုက်တယ်ကျွန်တော်ဒီမှာ spine blast တွေလည်းပေးထားတယ်ဒါ spine blast တွေလည်းပေးထားတယ်နောက်ပြီးတော့ arrow ဒီမှာမြားတွေလည်းပေးထားတယ်ဒီမှာဘိုးတွေလည်းပေးထားတယ်ပေါ့နော် okay ကျွန်တော်ရုံးဆုံးကျွန်တော်အာမလေးဝေ့ကြည့်လိုက်အောင်အာမလေးဝေ့ကြည့်လိုက်လှလာဟာရောမြည်တော့ဟာရောဟာလမ်းနေကွာဟာမိုက်သွားပြီဒါတော့ဒါရှိဦးတဲ့ issue ရှိဦးတဲ့ဘလို့ရှိဦးဟဲ့တိုင်းကရလဲလူတရက်စားလို့ရှိရ okay ဒီကထိုးတန်တွေလည်းရှိရနောက်ပြီးတော့ဒီမှာ block တွေလည်းထားပြရရော spine glass ဒီမှာအကုန်ယူထားလိုက်ပစ္စည်းတွေနေရာတခြားထား okay ဆိုရှင်ကျွန်တော်အစင်သစ်ဖြစ်ပြီဆိုလို့ရှိရင် portal ဆောက်လိုက်တော့နော်ဟုတ်ပြီကျွန်တော်ဆောက်လိုက်အောင် blue stone လေးနဲ့ဒီလိုလေးချမယ်1 2 3 4ကျွန်တော် glue stone အပေါ်မရှိဘူးเนาะကျွန်တော်တလုံးကျွန်တော်မဖြတ်မိအောင်လို့2 3 4 1 2 3 okay ဒီokay ဒါဆိုရင်ရပါပြီportal ဆောက်လို့ပြီးသွားပြီပြီးရင်ဒီမှာ water bucket ချို့ okay ဆိုရင်ကျွန်တော် portal ပွင့်သွားပြီပေါ့နော်water bucket ကလိုပူဆောင်လာပြလိုက်တော့ဟုတ်ပြီဒါဆိုရှင်ကျွန်တော် portal တွေဝင်ရမယ်ဗျ okay ဘာရှိမလဲဒီစိတ်ဝင်စားရတယ် okay ဘယ်ရောက်လာဘယ်ရောက်လာ what the hell ဘာကြီးလို့ဝါရမ်းမိုက်တယ်ဟိုဘချောင်းဖတ်ကြည့်အဲ့ဘက်ချမှာဘာရှိမလဲမသိဟိုမှာနန်းတော်ကြီးတော့တွေ့တယ်အဲ့နန်းတော်ကြီးဘက်ကိုဆိုတော့ဟဲ့ဘာရောဟဲ့ဆင်းလာဟဲ့ဘာရောဟဲ့ဘာလဲဒါတော့ဟို what the hell ငါဘာကြီးကချီอ่ะတော်ဘာကြီးတော့ငါဘာကြီးလာချီอ่ะဟာကြောက်အဲ့ကောင်ကြီးဒိုးဟုတ်အဲ့ကောင်လည်းဘာကောင်နေမှမသိရှုပ်သိပါwhat the hell bro မိုက်တယ်ကျွန်တော်အစားဘာစားလဲကျွန်တော်ဒီမှာအစားအစာတွေလည်းမပါဘူး
Okay ခဏလေးကျွန်တော်ဒီလိုလုပ်လိုက်ကျွန်တော်စနေတော့ကျွန်တော် keep inventory on ထားရပြအဲ့ဒါကြောင့်ကျွန်တော်အစားကျွန်တော်နင်းလာချိန်ကျရှိသေးလိုက်ပြန် block ပေးကြော့ what up ဟုတ်ပြီအပေါ်ရောက်လာပြီနောက်တစ်ဖက်ချောင်းတော့နောက်တစ်ဖက်ချမ်းဟာအနေအောင်ကြီးလေးထိုးလာနေအောင်ထိုးနေပုံလည်းမိုက်ရကျွန်တော်အဲ့ဒါ dimension ကငကိုတော့ကျတော့မရှိဘူးပေါ့နော်ဒါနောက်ပိုင်းမှာအသစ်ထွက်လာဟောဒါဖဲဒါပါလေဒါပါပန်ကျွန်တော်အပေါ်ဆက်တာပဲကောင်းပါဟုတ်ပဲအေးကြတော့ဟုတ်ပြီဆက်ကူးမယ်Oh my god ပြုတ်ကြပါကြောက်နေတယ်အလောလည်းမြန်တာဘုံကတစ်စရိတ်တစ်ခုတစ်စရိတ်ကလည်းကုန်တာမြန်တာ What the Oh my god တော့ကြီးလေကြီးစမ်းမသေးတာကောင်းကောင်းဝါနေအောင်ခဏဒီကောင်နဲ့ဘဲကြက်သားရဆိုတော့ okay အကောင်နေလိုက်တက်ပြီစား What my တဲ့နန်းတော့ရဝါကျွန်တော်ရမ်းမိုက်တယ်ရဟုတ်ထဲမှာပါအေးလေဟာဒါကြက်တော့ခက်တာကျွန်တော်ကြီးလို့တယ်ပေါ့နော်ကျွန်တော်ဒီမှာဘာစားကြမှာမပါတာတော်တော်ဆိုးနေတာကျောင်းဒီမှာဘာစားကြမှမရှိဘူးကျွန်တော်ဘာသွားစားဘယ်လိုလုပ်ဟိုက်ကျွန်တော်ရှင်းမခက်လာမိရမှားနေရောဆင်းလို့ရှိရင်ကျိုးရိုးတယ်တီတော့ဒုက္ခအဲ့အောက်ကိုဘလို့ဆင်းကြဟာကျွန်တော်တက်လာခင်တော့ရောဘလော့ကြီးစီပြီးတက်လာပြီအခုကျတော့ဒီမှာဘလော့ကြီးနောက်မှပြက်ဟုတ်ဒါ error ပဲနေပါလိမ့်မယ်ဒါ error ကြောင့်မဖြစ်လာမှာမသိဘူးကျွန်တော်အောက်ကိုဘလို့ဆင်းရကျွန်တော်ဘလို့ဆင်းရမလဲအဲ့ဒါပဲကျွန်တော်စဉ်းစားသွားပြီကောင်းရောလေတာပါပဲဘယ်လိုတော့ what လို့တော့ဟာဟဲ့ဘာတော့ဟာတပည့်နေရောအမလည်းမရဘူးဘာတော့ဟာနာနောက်ဟဲ့ကျွန်တော်ရဲ့ပေါ်တယ်ပဲနားရောဒီကနေ့ကျွန်တော်ပေါ်တယ်လိုက်ချလာမှာပေါ်တယ်ပြောင်းအော်ဒီမှာတွေ့oh my god ကျဒီကနေ berry သီးလေးယူသွားလိုက်ဟုတ်တယ်လေတော့ဒီကနေအစားအစာအတွက်ဆိုရှင် berry သီးလေးယူသွားလိုက်တော့ဟုတ်တယ်ဟုတ်ပြီကျွန်တော်ဒီကနေ berry သီးလေးဘေးဦးစမ်းဒါဘေးဦးကျွန်တော်နောက်တစ်ခုအရောရေခန့်ဒီမှာရေရင်းနှီးများရှိမှမသိကျွန်တော်ရေခန့်ကျွန်တော်အောက်တွေပါဆင်းတဲ့ချိန်ကြလို့ရှိကျွန်တော်ရှည်တွေပါရက်လူတယ်လေအဲကြောင့်ကျွန်တော်ရှည်လိုက်ရှာရအောင်โอเคကျွန်တော်နောက်ဆုံးကရေတော့သွားခတ်ပြီးတော့ရှိကျွန်တော်ပေါ်တယ်ကိုပြန်ရအောင်ဗျကျွန်တော်အဲ့မှာကျွန်တော်အဲ့တော့ dimension ကျွန်တော်ပြန်သွားအောင်ကျွန်တော်အစားအစာလည်းလုံလောက်မယ်လို့လည်းထင်တယ်ဗျလုံလောက်လာတော့မသိဘူးဗျကျွန်တော်ဒီလောက်နဲ့ကျွန်တော်လောက်မသိပါဘူးလောက်မှာနော်ကဲအဲ့ဒါကျွန်တော်ပြန်သွားကြဟုတ်
ဟုတ်ပြီဟုတ်ပြီရောက်ပြီဟုတ်ပြီဒါဆိုရှင်ကျွန်တော်ပြင်ရောက်လာပြီဟုတ်ကဲ့ကျွန်တော်ဟိုနန်းတော်ယူပြန်သွားရရဟိုမှာပြင်နေမလားတော့လူကြီးကျန်းဝင်နေကျွန်တော်ကျန်းဝင်ကြည့်ဟုတ်ကျန်းဝင်ကြရတဲ့နန်းတော်ကိုကျွန်တော်သွားကြမယ်ဟုတ်ကျွန်တော်တို့ကိုကိုရဲ့ block ပြပဲဝင်ဟုတ်ဟုတ်ရောသွားမယ်ဒါပါလေဟာကြည့်လို့ပြလိုက်ချင်ကြီးတော့မိုက်တယ်မဆိုးပါဘူးကောင်းပါတယ်ဒီလက်နဲ့တွေရောကြိုက်သွားအောက်မှာလည်းမအောင်ပဲဘာမှလည်းတွေ့ရဒါအပေါ်ကြိုက်အောင်ချောကြတော့နန်းတော်ရောမပေါ်ပြကျွန်တော်တခြားနေရာတွေပတ်ကြည့်ပြီးတော့တခြားနေရာလေးတွေကျွန်တော်သွားကြည့်မယ်ပြကျွန်တော်ဒီနေရာကြီးပဲလှည့်ပတ်ပြီးသွားနေမကောင်းကျွန်တော်တခြားနေရာတွေလည်းရှောက်ကြည့်ကျွန်တော်ဘယ်နေရာမှာဘလို့ထူးဆန်းတာလေးတွေတွေ့ရမလဲမသိဘူးရအဲ့ဒါကြောင့်လည်းကျွန်တော်လိုက်ပြီးကြည့်လိုက်ဝေးဟိုရှိပါကြီးလေအဲ့နေကျွန်တော်သွားကြည့်အောင်ကြည့်ရမယ်သွားသွားမယ်ဆိုတော့โอเคခေါင်းတုံးသွားပါရဘာကြီးလဲဘာလဲလဲဆိုဘာမှလည်းမသိရောဒီလိုလေးသွားပါရပါအောက်မှာတိန်နေကဘလော့တွေတိန်နေဘလော့တွေနေတိန်ဘလော့လေးတိန်ဘလော့ကောင်းမယ်ဟိုဘက်ကရောက်မှကျွန်တော်လည်းတူပြန်ပြဟုတ်လားအဲ့ဘက်ကရောက်မှကျွန်တော်ပြန်ပြကြမယ်ဗျဟုတ်ပြီရောက်တော့မှလည်းမသိရောက်ခါနေတော့ပါပြီလော့လည်းကုန်သွားပြီလော့တစ်ခုနဲ့တစ်ခုမြန်းနေဒါဘာအပင်လဲဟာခဏလေးဒါဘာအပင်greens ทำเลย sauce green sky road ဘာမှမသိဘူးလို့ပြန်ဘာမှလည်းသွားမယ်ရောက်ခါနေဟောသိကြပါဟုတ်ရောက်လာဒီမှာတပါကြီးထောက်ဝပြန်တက်တက်ပါကြီးတယ်ဟုတ်တေးတော့မယ်ကျွန်တော်အစားအစာတော့ရတာပေါ့ဟုတ်ဘက်ဒီမှာလည်းတောင်ကြီးတွေရရှိတယ်အဲ့ဘက်တောင်ကြီးဆိုကျွန်တော်မသွားပြတော့ကျွန်တော်ဒီနားတော့လင်းနေဒီနည်းနည်းပပပဲကျွန်တော်သွားလိုက်တော့တိတ်အဝေးတော့မသွားတော့ဟိုဘက်မှာတော့ကျွန်တော်ပထမသွားခဲ့နန်းတော့ဒီမှာလည်းရှိတယ်ဒီမှာလည်းရှိတာဟုတ်ကျွန်တော်ဘာချမ်းနေဆက်သွားကောင်းလာမသိဆက်သွားလို့လည်းဖြစ်ပါမလားမသိကျွန်တော် blog လေးလောက်ပါမလားမသိကျွန်တော်အဲ့ဒါတွေးကျွန်တော် blog လေးလောက်ပါမလားမသိကျွန်တော်အဲ့ဒါစဉ်းစားနေသွားလိုက်ပါမယ်ကျွန်တော်လေကျွန်တော်သွားမယ်အဲ့ဘက်တောင်ရောက်မှကျွန်တော်ပြန်တွေ့ကြမယ်ဗျရောက်ခါနေပါပြီဟိုဘက်ဆိုရောက်တော့တိတ်တော့မလို့တော့ပါကျွန်တော်လက်သွားနေပဲကျွန်တော် vlog ကတော့ the street ကျော်တော့ကုန်သွားပြီဝေးဒါတိမ်ဘလော့တိမ်ဘလော့ဘာတက်လိုက်လို့ကြုံကြပါမယ်ဝေး what the fuck what the ဝေးမလုပ်ကြပါနဲ့ဗျာဝေးမလုပ်ကြပါနဲ့
မလုပ်ကြပါနဲ့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 โอเคတော်သေးတယ်ကျွန်တော်ပြုံးကြပြီပြုတ်ကြပြီမသေးတာကံကောင်းပါဟုတ်ပြီကျွန်တော်တက်ရအောင်ကျွန်တော်တောင်းမမှာဘာရှိမလဲမသိဘူးတွေ့ရှင်လည်းကျွန်တော်ဟိုးဘချန်လေးလည်းတော့ကြည့်ကြည့်အောင်ကျွန်တော်အဲ့ဘချန်ထားမှမရဘူးကျွန်တော်တော့ရအောင်ဟေးဘာကောင်းလဲ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 အိတ်နေနဲ့ဒီမှာစက်ကလေးပေါ်မြန်တိုးမှာပြီးတကောင်းအနေတစ်ခုခုဆိုရင်ကျွန်တော်နိုးလာမှကျွန်တော်တိုင်အနေဖြစ်နေအောင်ကျွန်တော်အဲ့ကြမှာပတ်နေကျွန်တော်အရှိကိုတော်တော်နဲ့မရောက်ပဲနဲ့အကျင်းနဲ့ကြမှာပတ်နေအောင်မြန်တိုးမယ်တိုးအော်ပြေးလေဟုတ်ပြီပြေးဟုတ်ပြီပြေးတာမယ်ပြေးမယ်ဟာဘာကောင်းနေဟာကျွန်တော်ဘာအလုံးကြီးနေပေါ့ပြေးတကူဆိုရင်ကျွန်တော်ပြေးကြောက်တယ်ဟာကျွန်တော်ဒီမှာကြောက်တယ်မလို့ကျွန်တော်ဒီမှာအကောင်းစားလက်နဲ့ကြီးရှိတယ်ဟာရှုပ်ကွာဟာရောလွဲကွာညဘာကောင်းတေးပါချင်းโอ้ยဟိုကမလဲငါပြစ်တယ်ဟုတ်လားငါပြစ်ဟုတ်ပြီကျွန်တော်ပြစ်မယ်ပြစ်တယ်ထိလည်းမထိဟုတ်ပြီပြစ်မယ်ဟုတ်ပြီဒီကထိဟုတ်ပြီကွာထိသွားပြီသေသွားပြီနောက်ဆုံးတော့သေသွားပြီကျွန်တော်ဒီမှာဘိုးကျွန်တော်ဒီမှာမြားပါတာမေ့အဲ့လိုလေးပြမြားရတဲ့ကုံနေဦး哎呦，有人多人，哎呦咦，你们别，后边俺们拿过，嘿嘿，加把油，哎呦，把油能搞那边，Oh my god，哦，这怎么把路补在他们去啊？ကျွန်တော်ဆက်လာမှာမီးလောင်တာတတိထားမိကြလားကျွန်တော်သွေးနဲ့ကျွန်တော်နဲ့ဖြစ်တာတော့မှသွေးကြော့ဝါတာမတွေ့အောင်ဟာရတိုးပြန်ဟုတ်ပြီပြစ်မယ်အဲ့ကောင်ပြစ်ထားမယ်အိုးသေးသွားပြီကျွန်တော်ပြစ်ထားမယ်လားလို့နေဆိုတေတော်သေးသွားပြီကျွန်တော်အဲ့ဘက်ချောင်းဆက်သွားကြအောင်ဗျအဲ့ဘက်ဘာရှိမှမသိဘူးဘာမှလည်းမသိဘူးကျွန်တော်သွားကြအောင်တိုးရှောက် Oh my god ကျော်စနာလို့တိတ်အောင်မလေးမလုပ်ပါနဲ့ Oh my god နေခဏလေးကျွန်တော်ဒီနားမှာပဲခဏလေးပုံနေကျွန်တော်တကောင်းလာလို့ရှိရင်ကျွန်တော်သေးနေဟုတ်ပြီကျွန်တော်ခဏလေးဂျန်လေးခဏအုပ်နေလိုက်ဟုတ်ကျွန်တော်သွေးပြန်ပြေသွားမှာပဲကျွန်တော်ဆက်သွားမယ်ဗျ Okay ကျွန်တော်သွေးပြေသွားပြီဆိုရင်ကျွန်တော်ဂျန်လေးထွက်အောင်ဗျခဏလေးကျွန်တော်ဂျန်လေးထွက်မယ်မြန်တူဟုတ်ပြီပြီးတူးမယ်ပြီးထွက်မယ်ပြီးဟုတ်ပြီရပြီကျွန်တော်အဲ့ဘက်ကိုတော့အဲ့ဘက်ကိုတိမ်ပဲစီပြီးတော့ကျွန်တော်တိမ်စီရနေဆရာကြီးပဲကြောက်ကျွန်တော်ဘယ်သူမှရှော့တယ်ယုတ်ဟုတ်တက်ထားဟုတ်တော့မယ်ဟုတ်တော့မယ်ပြုတ်ကြဟာသွားပြီကြော်သေးပါကြော်သွားပြီဗျာ no ကျွန်တော်သေးသွားပြန်ပြီကောင်းရောဟာ
ဘလို့ဖြစ်ပြီးဂျိုင်းွက်ထဲရောက်อ่ะโอเคကျွန်တော်ပြန်တော့မတက်တော့ဘူးโอเคကျွန်တော်ဒီနေ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်ပြကြမယ်အားလုံးပဲတက်တာ